Assalamualaikum warahmatullahi wabarakatuh ကဲဒါကတော့အပါဒီနေ့ဆိုလို့ရှိရင်လေးလာပြည့်သွားပြီလာမြရမစမဖျဲဒီချွတ်ချွတ်အေးအေးမှုမှုလေးနဲ့အစားတောက်လေးတွေဝါဖြည့်ရဲသူတွေအတွက်သွားပြီးတော့လှူမှဖြစ်တယ်အပါနဲ့တကွာအလိုပါပေါင်းတစ်ဖက်မိဘဆွေမျိုးညီကိုဘာလို့မှမိတ်ဆွေပေါင်းတင်ရောင်းရင်တရားမချမ်းအားလုံးအတွက်ရည်စူးပြီးတော့လှူဒန်းခြင်းဖြစ်တယ်အပါအမမနီဘူးဖရီဘူးနီလာဘူးတင်ကြီးဘူးညီမလေးမမအကိုကြီးစလင်ပိုင်းရဲ့တားလေးရဖစ်အတိမိတ်ဆွေမျိုးပေါင်းတင်ညီကိုမောင်နှမတရားမချမ်းနဲ့အလိုပါပေါင်းအားရည်စူးခြင်းဖြစ်ပါတယ်ပိုးတာတိဣဇာလီစဝါတိုင်းတို့သည်အလိုပါပေါင်းတို့ပေါ်မှာရောက်ရှိပါစေတော့အာမင်